Hello တကယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့အရသာလည်းရှိမဲ့ထိုင်းပဲကြတဲ့တုံးလေးတောက်ပြသားမှာဖြစ်ပါတယ်ဒီရန်ကုန်မှာရိုးရှင်းလွယ်ကူပြီးတော့ပါဝင်ပစ္စည်းတွေလည်းသိမလို့အပ်တာကြောင့်ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာဒါကတော့ကျွန်တော်အခုသုံးမဲ့ပဲကြတဲ့အထုပ်လေးဖြစ်ပါတယ်ကိုရီးယားကညီကိုရီးဆိုလို့ရှိရင်ထိုင်းတိုင်းတော်တော်များများမှာရှာပြီးဝယ်လို့ရပါတယ်အရင်ဦးဆုံးအနေနဲ့ပဲကြတဲ့လေးတွေကိုရေထဲမှာ9မိနစ်ခန့်လောက်စိတ်ပေးထားပါမယ်ရေနွေးဦးလေးပွက်ပွက်ဆူလာပြီဆိုရင်ခုနကစိန်ထားတဲ့ပဲကြံလေးတွေကိုထည့်လိုက်ပါမယ်2မိနစ်ခန့်လောက်စိန်ပြီးပြီဆိုရင်ကိုလိုချင်တဲ့အပြော့အမာအနေထားကိုကြည့်ပြီးတော့ပြန်ဆဲလို့ရပါပြီပဲကြံအဖက်လေးတွေကိုစကားလေးနဲ့စစ်ပြီးတော့ရေအေးလေးအနည်းငယ်ဖြန်းထားပါမယ်ပဲကြံဆိုပေမဲ့သူ့ရဲ့အသားကမိုးဖက်နဲ့အနေငယ်စင်တူပါတယ်ပဲကြံတော့ဖို့အတွက်ကျွန်တော်တို့ကြက်သွန်အဖြူအနီစီချက်လိုပါတယ်အဲ့ဒီတော့ကြက်သွန်အနီလေးတွေကိုအကုန်ခွာပြီးတော့ပပလှီးထားပါမယ်ကျက်သွန်အဖြူလေးတွေကိုလည်းပလှီးပါမယ်ကျွန်တော်တို့စီတက်ဖို့အတွက်စီလေးပူလာပြီဆိုရင်နနွဲမှုန့်လေးထည့်ပေးပါမယ်ကျွန်တော်ကနနွဲမှုန့်အယောင်ကိုနည်းနည်းပိုလိုချင်တဲ့အတွက်ကြောင့်နနွဲမှုန့်များများလေးတုံးထားပါတယ်ကဲစီချက်ချက်နေတဲ့အချိန်လေးမှာကျွန်တော်တို့ဒီဘက်မှာအတုပ်တုပ်ဖို့အတွက်ပြင်ဆင်ပါမယ်အရင်ဦးဆုံးကော်ဖီတုပ်လေးကိုလှီးထားပါမယ်ခင်ဗျာအချင်းတက်လေးလိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်တန်မျိုးသီးတစ်လုံးတုံးထားပါတယ်ဒီနေရာမှာတန်မျိုးသီးအစားမကြီးနှစ်အရေးသုံးလိုက်ရပါတယ်ကဲအတုပ်စားတော့မယ်ဆိုတော့ဆောနာကလှီးထားတဲ့ကော်ဖီတုပ်လေးနဲ့ငပိတောင်းကိုထည့်ပါမယ်ဒီနေရာမှာငပိတောင်းကိုတကယ်ချင်းတော့ကြိုက်နေတဲ့ငပိတောင်းသုံးလို့ရပါတယ်ချက်တုံအဖြူနီးစီချက်လေးထည့်ပါမယ်ပဲအကြက်မုံထည့်ပါမယ်အရသာအတွက်ကိုတော့ချက်သားမုံလေးအနည်းငယ်သုံးထားပါတယ်ခင်ဗျာအဲ့ဒီနောက်မှာတော့ကျွန်တော်တို့အယောင်လေးနည်းနည်းလှသွားအောင်လို့မယုတ်သီးကြက်မုံလေးနည်းနည်းထည့်ပါမယ်နောက်ဆုံးအနေနဲ့တံမယုတ်သီးလေးညှစ်ပြီးပြီဆိုရင်တော့အရသာနဲ့ပါဝင်ပစ္စည်းလေးတွေနှံ့သွားအောင်လို့ရှယ်ပလန်နဲ့နေပေးလိုက်ပါမယ်ခင်ဗျာကဲတကယ်ချင်းတော့အခုဆိုရင်တော့လောလောကိုရိုးရိုးရှင်းရှင်းအရသာရှိမဲ့ထိုင်းပေးကြစံတော်လေးရပါပြီစားခြင်းနဲ့တကယ်ချင်းနေရှင်ကျွန်တော်စီလာခဲ့ပါကျွန်တော်တုတ်ကြွေးပါမယ်ခင်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like and reaction လေးနှိပ်ပေးသွားကြပါအောင်တကယ်ချင်းတို့ရေအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ